ဗျာခန်းထဲညလို့ကောင်ပြူရတာဗျာ တော်ပါပြီမောင်ရဲ့အဲ့လိုမျိုးလုံးနေသမှာနဲ့ကိုဘယ်လောက်လဲပြောပေးလိုက်မယ်ပြော မပေးပါနဲ့ခမကြောက်ကိုညှက်နိုင်မှာကြောက်ပေးပါလေ မကြည့်တော့ဘူးမင်းမစောထားတဲ့ပတ်စံမပေးတော့ကွာ ဟုတ်ပါတယ်မောင်ရဲ့အဲ့လိုမျိုးမလုပ်ပါနဲ့လို့ခဏပြောနေတဲ့ဟာစိတ်ညစ်ဖို့ကောင်းတယ်မောင်တော့ကပဲအမြဲတမ်းအဲ့လိုမျိုးလက်မတောက်လျှောက်ရက်ခိုင်းနေမောင်မမေးရပါဦးမယ်အခုလေမောင်ထဲမှာလည်းပန်းညောင်သွားပြီးချိန်တွင်ပါလားလက်မတောက်လျှောက်လိုက်ပြီးအညစ်ခံပါလားပြော ပန်းညံတော့မှာလေ ပြေးလိုက်ဖို့ပြေးလိုက်က ဲဟောကြောက်စားရတယ်မဟုတ်ဘူးဟိုတခါတော့ညက်ပါအောင်ဗျာ ဘာမင်းဘူးကွာ အဲ့ဒါလည်းကိုယ်နေလည်းသွားမယ်သွားမယ် စာမတိုက်တာစားအကုန်ဝယ်ကျွေးမယ်စားကြတာပဲ အော်ကြောက်လိုက်တော့ကွာမတွေ့ရကြတယ်မင်းရီးစားလေးပါရလို့ပါလားအဲ့ ဟောအာမချနဲ့ငါလိုတာဆိုလို့ရှိရင်ဇီးစားရမှာမဟုတ်ဘူးမကိုတိုင်ငါ့ကိုဇီးစားပြောလို့ငါလက်ခံလိုက်တာအားချက်စရာလိုလေ သွားမယ် ဟာဟေ့ကျုံလုံးလေးညက်သွားအောင်ကွာ မင်းဘူးကွာမင်းချင်ဘူး ညက်ကွာ မင်းဘူးကွာ ဟာရောက်ညက်ကွာ ညစ်ပြီကွာညစ်ရတော့မင်းဆိုင်ရဘလို့ဖြစ်နေလဲကွာ အင်းကြီးတော့ကောညက်တယ်ညက် ညစ်ပြီအကျော်ခိုင်းပြီကွာ သွားပြီ အကျော်ငါ့ကိုကွာ ကျွန်တော်ဘလောက်တန်လဲဆိုတာပြတယ်သိလား လည်းပြောနေတယ်သွားမယ်မောင်လည်းအဲ့လို တော့ခိုင်းမှာတော့ခိုင်းပြီကွာဒီကလေးညစ်ခိုင်းတာပြီးတော့မပြီးနိုင်တော့ဘူးတော့ကျော်နေကြပါဘူး မနဲ့သွားတာပြောနေစမ်း ဟာပြောတာဗောငါတော့မနေပြီနော် ဒါပေမဲ့မောင်ရှိနေမှာစိတ်ပြည့်လိုက် အာအရန်ပြော အဆုမြတ် ဟာဟဲ့ဒီကဘာလုပ်တာဒီကောင်နဲ့ဘာပတ်သက်လဲဟမ် ဘာမှမပတ်သက်ပါ အော်ဘာမှမပတ်သက်တော့လက်ကြီးကိုချိတ်ပြီးတော့အဲ့ဒါမပတ်သက်ဘူးလားဟမ်အကိုကြီးမားနဲ့ကျွန်တော်ချစ်ချင်မခွဲပါနဲ့ဗျာမားကိုယ်တိုင်ကျွန်တော်ကိုချစ်တယ်လို့ပြောရတာပါ ဟာနေရသူ့ကိုချစ်တယ်လို့ပြောတာမင်းသူ့ဘယ်လိုခေါ်လဲ မာ ငါဘယ်လိုခေါ်လဲ ဟိုညီမလေးကသူ့ကိုလေဟိုချစ်စနိုးနဲ့မောင် ဒုက္ခဒီယူနေလားမသိဘူးနေကဒါကြောင့်ပြောတာဟာဒီလိုကလေးကချစ်တယ်နဲ့မကြိုက်ပါနဲ့လို့ဘယ်လိုပြောအမသေးရုံမရှိဘူးဟာ အကိုကြီး ဘာလဲရော ကျွန်တော်ကကလေးကချင်မဟုတ်ပါဘူးကိုကြီးရဲ့ကျွန်တော်လူတွေအများဆုံးကကျွန်တော်ကိုခေါ်တာကျွန်တော်ဆွမ်းအားရှင်တဲ့ တော့ဆွားဘယ်လိုဆွားရင်လဲကွာဟာဒါကူလိုက်ရဲ့ မလိုက်ရှင်ကိုကြီး ဟဲ့နေအဲ့ကောင်ဖြတ်မလားငါ့ကိုအပြတ်ဖြတ်မလားပြော ကိုကြီးကိုပဲဖြစ်မှာ ဟာငါ့ကိုဖြတ်ငါပါဖဲလိုက်မယ် လို့ပါလေကိုကြီးလို့ပါလေမအောင်ဖျက်ဆိုလို့ရှိရင်ကျွန်တော်စိန်ခေါ်မှုတစ်ခုတော့လုပ်ရမယ်ကို ငါနဲ့စိန်ကောင်မှုတခုဘာလို့ရှင်လဲပြောရ ကျွန်တော်